လောက်တက်တာအကောင်းဆုံးပဲပြီးတော့ကိုပိုင်တော်တော်များများရှိတာအကောင်းဆုံးပဲပေါ့နော်ဥမာကိုရဲ့ဘဝလက်တွဲဖို့ကိုအားကိုမယ်ပါညာဆိုတာကတော့အားကိုရမှာပဲကိုကယောက်ျားလေးမဟုတ်တဲ့အတွက်ကြောင့်အရာအားလုံးကိုတော့ကိုကလုံနိုင်တာမဟုတ်ဘူးဒါပေမဲ့နောက်ထပ် version တစ်ခုမှာပေါ့နော် main ကလေးတွေလည်းအခုခေတ်ကလုပ်ငန်းရှင်တော်တော်များများဖြစ်နေကြပြီလူတွေတော်တော်များများကိုဥဆောင်နေကြပြီပေါ့နော်အဲ့တော့အဲ့ဒီ version မှာလေပြီးအဲ့တော့ main ကလေးတွေကတော်တော်များများကိုလောက်တက်မှရမယ်ဥပမာကားမောင်းတာမျိုးပေါ့နော်တစ်ခါတလေဟိုတော့ကပြီးကားမမောင်းတတ်တော့ဆိုရင်တနေ့ရသွားတော့မယ်ဆိုရင်စောင့်ရတယ်ဘယ်တော့ငေါ့လာခေါ်မှလဲပါညာကားလည်းမောင်းတတ်ရောဘသူ့မှစောင့်စရာမလိုတော့ဘူးcontact သွားရိုက်မလားပါသွားမလဲပဲအလုပ်သွားမလဲကိုကလည်းကိုစိတ်ရှိတဲ့အတိုင်းချက်ချင်းထသွားလိုက်ရုံပဲပေါ့နော်ဒါတွေကဥပမာပေါ့အဲ့တော့ကိုရိုင်းတော်တော်များများလောက်တက်တယ်ကိုပိုင်တော်တော်များများရှိတယ်ဆိုရင်လုပ်ငန်းပိုင်းမှာဝန်ထမ်းတွေကိုဦးဆောင်တဲ့အပိုင်းမှာပဲဖြစ်ဖြစ်နော် team အယောင် team ပါပဲ team ကိုဦးဆောင်ရမယ့်အပိုင်းမှာပဲဖြစ်ကိုက leader ပီတနဲ့တေချာလေးဦးဆောင်နိုင်မှာပေါ့နော်အဲ့တော့လေကျင့်ထားအားလုံးဘာမလောက်တက်တာလဲနော်လောက်တက်တဲ့အရာတွေကိုလောက်တက်အောင်ကျင့်ထားရမယ်ပိုင်ဆိုင်တဲ့အရာတွေကိုပိုင်ဆိုင်နိုင်အောင်စ조사ရမယ်လို့ပြောချင်ပါတယ်ရှင်